2026ခုနှစ်ဟာကောင်းကင်ယံကိုစောင့်ကြည့်ရတဲ့ဝါသနာပါသူတွေအတွက်တော့တကယ်ကိုရေခေါ်စရာနှစ်တစ်ဖြစ်လာမှာပါ။ NASA ကနေတရားဝင်ထုတ်ပြန်ထားတဲ့2026ရဲ့ထူးခြားဆုံးအာကာသဖြစ်စဉ်တွေကိုဒီဗီဒီယိုမှာကျွန်တော်စုစည်းတင်ပြပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ဖေဖော်ဝါရီလထဲကအထူးခြားခြင်းနဲ့စလိုက်ရအောင်ဗျ။ဖေဖော်ဝါရီ20ရက်နေ့ရောက်ပြီဆိုတော့ကောင်းကင်ယံမှာ Mercury, Venus နဲ့ပကျော်စနေ Uranus နဲ့ကျော်တော်ပတိကျူတို့ဟာနေဝေပြီးနောက်မှာတပြည့်တည်းပေါ်ထွက်လာမှာပါ။ဒါဟာဂျိုချလောက်တာတန်းတဲ့ဒီပါပေါ်လာမဲ့အစားပါတဲ့ဂျိုတက်စီမှုဖြစ်တဲ့တခုဖြစ်ပါတယ်။ဒီထဲကမှဂျိုလီလုံးကိုတော့တာမန်မြင့်စီးနေတောင်မြင်နိုင်မှာမို့လို့မလို့စတဲ့စောင့်ကြည့်ဖို့အပြန်ပြုချင်ပါတယ်။ဒီဂျိုတွေတန်းစီတဲ့မြေပွဲကိုကြည့်ပြီးလို့ရက်ပါအကြောင်းမှာမလ3ရက်နေ့မှာတော့နောက်ထပ်ရေသန့်စုမှုဖွဲ့ဖြစ်တဲ့တခုထပ်ဖြစ်လာအောင်ပါ။ဒါကတော့လောက်အပြည့်ချက်ချေဖြစ်ပါတယ်။အထူးသဖြင့်မြောက်အမေရိကဖေကသူတွေအတွေ့တော့ဘလောက်မှုလို့ခေါ်တဲ့သွေးရောင်လွှမ်းမိုးနေတဲ့လောက်မေကြီးကိုအထည်ရှားပြတွေ့ရမှာဖြစ်ပါတယ်။လောက်မေကြီးကအဖြူရောင်ကနေအနီရောင်ဖြတ်ပြပြောင်းသွားမဲ့မြေပွဲကတကယ်ကိုထူးခြားရှားပြလောပါတယ်။လောက်အကြောင်းပြရရတော့မေလ31ရက်နေ့မှာဖြစ်ပေါ်မဲ့ဘလူးမူဖြစ်စေကိုလည်းချက်ထားလို့မရပါဘူး။ဘလူးမူဆိုတာကတော့တလထဲမှာလနှစ်ခါပြည်တဲ့ဆက်ပါတဲ့အခြေအနေကိုခေါ်တာပါ။ဒါကြောင့်လည်း2026ခုနှစ်မှာကျွန်တော်တို့ဟာလောက်အပြည့်ပါ73ကြိမ်တောင်မြေတွေးခွင့်ရတော့မဲ့နေ့ဖြစ်ပါတယ်။နောက်မြေကတော့ဘလူးမူဆိုပြီးမှလောက်ပြောက်သွားတော့မြေမဟုတ်ပဲစားကောင်းမှုကိုပူဇော်ပြတော့ဖြစ်လို့မမှန်ရဆောက်ကြည့်ပေးတဲ့ညတညဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့ကျွန်တော်တို့အားလုံးအကျက်ရှုဖြစ်မဲ့ကျေမိုးရွာချေကိုမြေတွေးရမှာပါ။ဘုံလာ12ရက်နေ့73ရက်နေ့တွေမှာဖြစ်ပေါ်လာမှာဖြစ်ပြီးဒါဟာနေ့စဉ်နေ့တိုင်းမှာအကောင်ဆုံးတဲ့အလောက်ဆုံးကျေမိုးရွာချေဖြစ်ပါတယ်။ဒီနေ့မှာပူထူးခြားတာကလောက်မေအလင်းနောက်ရှင်းမှုလည်းမရှိတာကြောင့်ကျေမိုးရွာတော်ကိုအတောက်ပေါက်ဆုံးမြေတွေးရမယ်လောက်ဖြစ်ပါတယ်။ကျတဲ့တရားတွေကိုစောင့်ကြည့်ရတဲ့ဝါသနာပါသူတွေအတွက်တော့ဒီညဟာလင်းမလုံးစတဲ့စောင့်ကြည့်ရမယ့်အချိန်ပါပဲ။ဒါဆိုတော့2026မှာကျွန်တော်တို့ကြုံတွေ့ရမယ့်အာကာသရဲ့အလားပါမှုတွေကိုအပြည့်အဝခံစားရမှာပါ။ပရိသတ်ကြီးတို့ရောဘယ်လိုဖြစ်စေကိုစောင့်ကြည့်ချင်တယ်လဲဗျ။ကိုမင်းမှာမျက်ဝေပေးသွားကြပါဦး။အခုလိုစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေကိုအမြဲတမ်းကြည့်နေဖို့အတွက်ကျွန်တော် channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့အောင်ကျွန်တော်တော့မပိုင်စီဖြစ်ပါတယ်ဗျ။အားလုံးကျေးဇူးတင်ပါတယ်ဗီဒီယိုလေးကိုကြည့်ပေးတဲ့အတွက်